မော်တိုဆက်ကိုထွင်ခဲ့တဲ့ကောင်လေးဖလင်းရဲ့ငယ်ဘွားမှာ Live Corporation လို့ခေါ်တဲ့နည်းပညာကုမ္ပဏီတစ်ခုရဲ့ CEO Chester V လို့ခေါ်တဲ့လူတစ်ယောက်ကကြီးစိုးခဲ့ပါတယ်။လူတိုင်းအလွယ်တကူစားနိုင်ကအရသာပေါင်းစုံပါဝင်တဲ့မုံထုတ်သေးစားလေးတွေကိုလည်းထုတ်လုပ်နိုင်ခဲ့တဲ့သူဖြစ်တာကြောင့်တနေ့ကြလို့ရှိရင် Chester V လို့မျိုးတီထွင်မှုမှာနာမည်ကြီးလာစေရမယ်ဆိုပြီး Flynn ကိုယ်တိုင်ကဆုံးဖြတ်ချက်ချခဲ့တာပဲဖြစ်ကမိဘတွေရဲ့အပေးမှုကြောင့်မို့လို့အိမ်မက်တွေကိုအသက်ကုန်ကြိုးစားခဲ့တာဖြစ်ပါတယ်။တမျိုးလုံးကိုအစာရည်သာရှားပါမဲ့ရန်ကနေပြီးတော့မှကယ်တင်ဖို့အတွက်ရေကိုသုံးပြီးတော့အစားတောက်တွေကိုထုတ်လုပ်ပေးနိုင်မဲ့မုံထုတ်ဆက်တစ်လုံးကိုထွင်ခဲ့တာဖြစ်ပေမယ့်ပြဿနာတက်လာတဲ့ဆက်ကိုသူကိုယ်တိုင်ကပဲသွားပြီးတော့ပေးလိုက်ရကဖောက်ခွဲလိုက်ရပြီးစိတ်မကောင်းစွာနဲ့ပဲအပိသက်ပေးလိုက်ရပါတယ်။အဲ့လိုဒီထွင်မှုကြောင့်ခြေရတဲ့သူတွေကိုလည်းရှာဖွေနိုင်ခဲ့သလိုတငယ်ချင်းတွေကိုပါဖွဲလိုက်နိုင်တာကြောင့်မို့လို့အားလုံးပေါင်းလိုက်ကအဖွဲသေးတစ်ခုတီထောင်လိုက်ကြပြီးမြို့တွေကသူတွေကိုထပ်ပြီးတော့အကျိုးပြုနိုင်မဲ့ဒီထွင်မှုအသစ်တွေနဲ့စမ်းသပ်ခံအသစ်ကိုလည်းဆောက်ဖို့အတွက်ပြင်လိုက်ကြပါတယ်။အဲ့ဒီအချိန်ပြဿနာတက်သွားတဲ့သူတို့ရဲ့ကျွန်းလေးစီကို Live Corporation အဖွဲ့အစည်းကလူတွေကအထက်ကခိုင်းစေချက်အရာရှုပ်ပွားနေတဲ့အစားအသောက်တွေကိုအလကားရှင်းလင်းပေးဖို့အတွက်ရောက်ချလာပါတယ်။ငယ်စဉ်ကလေးကသဘောကျခဲ့ရတဲ့အဖွဲ့လည်းဖြစ်တဲ့အပြင်သူ့ရဲ့ idol ဖြစ်တဲ့ Chester V ကပါရောက်လာတာကြောင့်မို့လို့အန်အောလို့မဆုံးဖြစ်နေပေမယ့်တကယ်တမ်းမှာအဲ့ဒါက Chester V ရဲ့ hologram ပုံရိပ်ပဲဖြစ်နေပြီးမြို့တွေကသူတွေအားလုံးစီကိုအရေးကြီးတဲ့စကားတစ်ခွန်းပြောလိုက်ပါတယ်။ကျွန်တော်တို့လုံးကိုရှင်းလင်းဖို့အတွက်သူတို့ corporation ကတာဝန်ယူထားရတာဖြစ်တာကြောင့်ဒီမှာရှင်းမြတ်သူတွေအကုန်လုံးကိုကယ်လီဖိုးနီးယားကိုရွှေ့ပြောင်းပေးမှဖြစ်တဲ့အကြောင်းရယ်မတိလိုက်တဲ့အချိန်တွေမှာအားလုံးပြီးဆုံးသွားမှဖြစ်တာကြောင့်အဲ့ဒီအခါကျလို့ရှိရင်အကုန်လုံးသူ့နေရာနဲ့သူပြန်ဖြစ်သွားမယ်ဆိုတာကိုချက်စာပြီးကရှင်းပြပေးလိုက်ပါတယ်။ပြီးတော့အခုလိုမျိုးမုံထုတ်ဆက်ကိုထွင်ခဲ့တဲ့ Flynn မှာတိုးတက်နိုင်ချိန်များတဲ့အရေးချင်းတွေရှိနေတာကြောင့်မို့လို့သူတို့ရဲ့ဝန်ထမ်းဖြစ်လာနိုင်ဖို့အတွက်အခွင့်အရေးပေးသွားပြီး Live Corporation Company မှာအစမ်းလာပြီးတော့အလုပ်လုပ်ဖို့နဲ့ကိုယ့်ရဲ့ project ကိုအတိမတ်ပြုတာခံရမယ်ဆိုလို့ရှိရင်အများနဲ့ဝန်ထမ်းဖြစ်ဖို့အတွက်အခွင့်အရေးရှိတာမလို့ခုနကအချိန်ဒီတော့တငယ်ချင်းတွေနဲ့ project သေးလုပ်မယ်လို့ပြောနေတာကြောင့်မို့လို့ Flynn ကိုယ်တိုင်ကလည်းအားနာကညှင်းဖို့အတွက်လုပ်လိုက်ပေးမယ်ဒီຢာကຢာခဲလာတဲ့အခွင့်အရေးဖြစ်တာကြောင့်မို့လို့ Sam တို့အားလုံးကလည်းနားလည်ပေးလိုက်ကြပါတယ်။ကျောမကနေထွက်သွားတာနဲ့ Chester V အစ်စ်ကလည်းပုံရိပ်စီကိုဖုန်းခေါ်လာကသူတို့မှအချိန်မရှိတာကြောင့်မို့လို့အများဆုံးမုံထိုးဆက်ကိုရှာဖို့အတွက်ခိုင်းနေပြီးဆက်ကလည်းအားလုံးထင်တယ်လို့ပျက်စီးသွားတာမဟုတ်ပဲရေထဲကိုပြုတ်ကျသွားတဲ့အတွက်ထူးဆန်းစွာနဲ့ပဲနောက်တစ်ခါအသက်ဝင်လာပါတယ်။ကယ်လီဖိုးနီးယားကိုယာယီအနေနဲ့ရွှေ့ပြောင်းခံလိုက်ရတဲ့ဆိုလိုဖိုမျိုးသူမျိုးသားတွေအားလုံးကနေသားကြဖို့အတွက်စူးစမ်းနေရင်လည်းအလုပ်တွေကိုပါလုပ်နေကြရပြီးအဲ့ဒီအထက်မှာအမြဲတမ်းစမ်းသပ်ခံနေမှာပဲအချိန်ကုန်လေးရှိတဲ့ Flynn ကလည်းပါနေပြီး Chester V ပေးလိုက်တဲ့အခွင့်အရေးကြောင့်မို့လို့ Live Company ကိုလည်းသွားနေပါတယ်။ဟိုရောက်တော့ဘာဘလို့ခေါ်တဲ့မြောက်ဝဲတစ်ကောင်ကလာကြိုးပေးပြီးကုမ္ပဏီတွေကိုလက်ပဲပြလိုက်ရင်အထက်မှာတည်ထားသေးတဲ့အကြောင်းရင်းမှန်သမျှကိုလည်းရှင်းပြပေးလိုက်ပါတယ်။အမှန်တော့ကုမ္ပဏီမှာလုပ်ပြီးဆိုတာနဲ့ပညာရှင်တန်းဖြစ်တာမဟုတ်ပဲ6လမှတစ်ခါကျင်းပတဲ့အကောင့်ဆုံး project တစ်ခုကိုရွေးချယ်တဲ့ပြိုင်ပွဲကိုဝင်ပြိုင်ရပြီးအဲ့ဒီမှာကိုယ့်ရဲ့ project ကို CEO ဖြစ်တဲ့ Chester V ကရွေးချယ်မှတရားဝင် corporation အဖွဲ့ဝင်ပညာရှင်ဖြစ်ကိုသတ်မှတ်ပေးမှဖြစ်တဲ့အကြောင်းကိုလည်းရှင်းပြပေးလိုက်ပါတယ်။ငယ်စဉ်ကတည်းက Chester V လိုမျိုးလူတစ်ယောက်ဖြစ်ဖို့အတွက်အိမ်မက်မက်ခဲ့တဲ့ Flynn ကအနေကစားပြီးတော့အောင်မြင်နိုင်လောက်မဲ့ project တွေကိုပရဏာဖြစ်တဲ့ Steve နဲ့ထွင်လိုက်ပြီးမယ်ဘလောက်ပဲထွင်ပါစေထုံးစက်တိုင်းပဲအဆုံးသတ်မှာမကောင်းတဲ့ကိစ္စတွေနဲ့ပဲကြုံနေရပြီးနောက်ဆုံးမှာတော့အတော်ဆုံး project ကိုရွေးမယ်နေကိုရောက်လာပါတယ်ဒီပွဲမှာသာသူ့ကိုရွေးချယ်လိုက်မယ်ဆိုလို့ရှိရင်အောင်မွေးခံမှုတွေကြိုတင်ပြီးတော့ပါတီကျင်းပပေးနိုင်တဲ့ဆက်ပစ္စည်းတစ်ခုကိုထွင်သွားလိုက်ပြီးမယ်ကန်ဆိုးစွာနဲ့ပဲသူမဟုတ်တဲ့တခြားသူတယောက်ကိုရွေးချယ်သွားပါတယ်အတွေးလုံးပြီးအောင်ပွဲခံမှုအချိန်ကြပြီဆိုပြီးပြောလိုက်မိသွားတဲ့အခါအဲ့ဒီစကားကိုမှတ်သားထားတဲ့ Steve ကလည်းလေ့ကျင့်ထားတဲ့အတိုင်းပါတီကျင်းပတဲ့ဆက်ကိုဖွင့်လိုက်တာကြောင့်ပြောရမယ့်အစားစေးရည်တွေအကုန်လုံးကဘေးကိုဖိတ်ဆင်ကုန်တာမလို့အများရှိနေမှာကပဲသူ့ရဲ့ idol Chester V ရဲ့အရှိမပါရှက်ကွဲသွားပါတယ်ပွဲပြီးသွားလို့အားလုံးပြန်သွားတဲ့အခါလက်ထောက်ပြတဲ့ဘာဘကရောက်လာပြီးဆွဲလို့ဘော့ကိုလွတ်လိုက်တဲ့လူတွေစီကနေပြီးတော့မှဆက်သွယ်များတော့တဲ့အကြောင်းကိုလာရှင်းပြနေပြီးအချိန်မီနောက်ထပ်လူထပ်မပုတ်ဘူးဆိုလို့ရှိရင်သူတို့ဘာတွေလုပ်နေလဲဆိုတာတခြားသူတွေအကုန်လုံးသိသွားနိုင်တာကိုလည်းသတိလာပေးလိုက်တော့စဉ်းစားရင်းနဲ့ပွဲကြီးစဉ်ဘက်ကိုလမ်းကြည့်လိုက်တဲ့ချက်စာပြီးကဖလင်းကြောင့်မို့လို့ဖြစ်သွားတဲ့အပျက်စီးတွေကိုတွေးလိုက်ရတာကြောင့်မို့လို့အကြံတစ်ခုရသွားပါတယ်အိမ်ပြန်ရောက်လာတဲ့ Flynn စီကိုလည်းအဖေဖြစ်တဲ့ Sam တို့ကရောက်လာကအောင်ခဲ့ပြီးအမှန်နဲ့ကြိုးစိုးပေးနေကြပေမဲ့စိတ်ပြက်လက်ပြက်ဖြစ်နေတဲ့ Flynn ရဲ့ပုံစံကိုသဘောပေါက်သွားတာကြောင့်စကားလမ်းကြောင်းလွှဲလိုက်ကြကအပိစကားပြောဖို့အတွက်ကြံနေတော့မှပဲ Chester V ရဲ့လက်ထောက်ပြသူ Bob ကအိမ်ကိုရောက်ချလာပါတယ်သူလေးစားရတဲ့သူကခေါ်ခိုင်းလိုက်တာကြောင့်မို့လို့အန်အော်တကြီးနဲ့ပဲလိုက်သွားကြည့်လိုက်တော့အဲ့ဒီမှာချက်စာပြီးအစ်စ်နဲ့တွေ့လိုက်ရတာမလို့ကိုယ့်ဘာသာကိုယ်တော့မယုံနိုင်ဖြစ်သွားပါတယ်အမှန်တော့စားတော့ဆက်ရဲ့အကြောင်းနာမည်ကြီးလာကြတဲ့က Flynn ကိုစောင့်ကြည့်နေခဲ့တာပဲဖြစ်ကအခုလည်းဖြည့်ဆည်းလိုက်ပါပြီဆိုတဲ့မုံထုတ်ဆက်ကအသက်ရှိနေသေးတာကိုပြပြလိုက်ပြီးကျောင်းမှာတကယ်ဖြစ်ပြနေတာတွေကိုကင်မရာမန်တန်းတွေကနေတင်ပြပေးလိုက်ပါတယ်အဲ့ဒီမှာအစားတောက်တွေကအသက်ဝင်ကမောစားအကောင်ကြီးတွေလိုဖြစ်နေတဲ့အပြင်ကျွန်းကိုလည်းတန်ရှင်းရေးလုံးမဲ့သူ့ရဲ့အဖွဲ့သားတွေအကုန်လုံးကိုတက်ခိုက်ပြလိုက်တာကြောင့်အဆက်အသွယ်များတော့တဲ့အကြောင်းနဲ့ပိုဆိုးတာကအသက်ဝင်နေတဲ့အစားတောက်တွေကကျွန်းဘုတ်ကနေတစင်ရေကူးပြီးတော့တခြားနေရာတွေကိုလာဖို့အတွက်လေးလာနေကြပြီဖြစ်လို့အကယ်၍သာအောင်မြင်သွားမယ်ဆိုလို့ရှိရင်တကဘာလုံးအန်ရရှိနေတာကိုလည်းရှင်းပြပေးလိုက်ပါတယ်ဒါကြောင့်စက်ကိုအချိန်မီပိတ်ဖြစ်ဖို့အတွက်လိုအပ်တာပဲဖြစ်ကအဲ့ဒီအတွက်လည်းတီထွင်ခဲ့တဲ့ပညာရှင်နဲ့တဖြင့် Flynn တယောက်တွေကိုပဲဒီမစ်ရှင်ကိုပေးလိုက်ပြီးပိတ်ပြနိုင်မဲ့ကုတ်တွေပါတဲ့ USB တစ်ချောင်းကိုလည်းပေးလိုက်ရင်နောက်နေ့မှပဲကျွန်းကိုဘယ်သူမှမသိအောင်သွားလိုက်ဖို့အတွက်တာဝန်ပေးလိုက်ပေးမယ်။ဘောမှာပထမဆုံးအချိန်လေးစားရတဲ့သူစီကနေပြီးတော့မှတာဝန်တစ်ခုရလာတာမလို့အင်ကိုရောက်တာနဲ့သူ့ရဲ့အဖွဲ့သားတွေအကုန်လုံးသိအောင်ပြပြလိုက်ပါတယ်။အချိန်ကြာမှမိုးရဲမြစ်ဖြစ်တဲ့ကျွန်းလေးကိုပြန်ရတော့မှဖြစ်တာကြောင့်မို့လို့အကုန်လုံးကလည်းစိတ်လှုပ်ရှားနေကြကအစီအစဉ်တွေပါဆွဲရင်းနဲ့ကျွန်းကိုပြန်သွားနိုင်မဲ့တယ်လီပို့ဝင်ပေါက်ကိုသုံးဖို့အတွက်ပြင်လိုက်ပေးမယ်။ဝင်ပေါက်ထဲကိုသွားလိုက်တာနဲ့ရှော့ပြစ်ပြီးတော့ပြန်ကန်ထွက်လာတာကြောင့်မို့လို့အဖေပြည့်သူကပဲသူ့ပိုင်းနဲ့ငါးဖန်သင်းမောကိုသုံးလိုက်ကလိုက်ပို့ပေးလိုက်ရပါတယ်။
အနေများတာကြောင့်မို့လို့ Flynn ကိုယ်တိုင်ကတော့သူ့ရဲ့အဖေကိုမလိုက်ခိုင်းစေချင်မှုဆိုပေမဲ့အခုသူ့ဖေပါမှာသွားလို့ရမှာဖြစ်တာကြောင့်မို့လို့ခေါ်လာလိုက်ရပြီးလမ်းမှာလည်းစက်ကိုပေးပြနိုင်မယ့်အစီအစဉ်တွေကိုဆွဲရင်အချင်းဆုံးဆက်ရှိတဲ့နေရာကိုခြေရခံနိုင်ဖို့အတွက်သူ့ရဲ့စမ်းသပ်ခံကိုအမြန်သွားဖို့ရဲ့အဲ့ဒီမှာမုံထိုးဆက်နဲ့ပတ်သက်ပြီးတော့အချက်လက်မှန်သမျှကိုယူဖို့အတွက်လုပ်လိုက်ပါတယ်အဲ့ဒီအချိန်အပြင်ဘက်ကိုထွက်ကြည့်လိုက်တော့ကျွန်းပေးပက်လက်တစ်ဝိုက်မှာအရှားအလုံးကထူးဆန်းနေပြီးမုံနေဆိုလို့ရှိရင်အရွယ်စားတွေအရန်ကြီးမားနေတဲ့အပြင်ကျွန်းမောက်ကိုစားပြီးတော့ခြေချလိုက်တာနဲ့ဒီနေရာကသူတို့ရဲ့မွေးရပြင်မှာဟုတ်ရလားဆိုပြီးတော့တစ်ခါပြန်မေးယူရတဲ့အထီတောင်ပုံစံလုံးဝပြောင်းလဲသွားပါတယ်ကျွန်းမောက်ကိုလည်း Flynn ရဲ့ Sam ရဲ့တငယ်ချင်းဖြစ်တဲ့ Baby Brand အပါဝင်ရဲမှုနဲ့လက်ထောက်ဖြစ်တဲ့ Steve တို့ကအထဲပိုင်းထဲကိုဆက်ဝင်သွားလိုက်ကြပေမယ့်အနေများတာကြောင့်မို့လို့သူ့ရဲ့အဖေကတော့လေပေါ်မှာပဲစောင့်နေဖို့နဲ့မကြခင်ပြန်လာမှာဖြစ်တဲ့အကြောင်းပြောကမှားသွားပါတယ်အထဲကိုရောက်သွားတဲ့အခါနေရာတစ်ခုလုံးကလုံးဝတောတစ်ခုလိုဖြစ်နေတာကိုတွေ့လိုက်ရပြီးမြို့ထဲကပစ္စည်းတချို့ကလည်းပျက်စီးနေတာကိုတွေ့လိုက်ရတော့ဒီနေရာမှာ Live Corporation အဖွဲ့သားတွေနေထိုင်တဲ့စခန်းတစ်ခုကိုတွေ့လိုက်ရတာကြောင့်အသက်ရှင်နေသူရှိလို့ရှိညာဝင်သွားကြည့်လိုက်ပါတယ်အဲ့လိုပေမဲ့အထဲမှာဘယ်သူမှရှိမနေတဲ့အပြင်အသက်ဝင်နေတဲ့ strawberry တစ်လုံးရှိနေတာကြောင့်မို့လို့ပထမဆုံးချိန်အသက်ဝင်တဲ့အစားအသောက်ကိုမြင်လိုက်ရတော့အားလုံးကလည်းလန့်သွားပြီး Flynn ကိုလည်း strawberry လေးကတင်းနေကအင်ဦးလို့လည်းခေါ်နေပြီးတော့ပို့ဆိုးတာကစက်ကိုပိတ်ပြနိုင်တဲ့တစ်ခုတည်းသော USB ကိုစားသွားပါတယ်ဒါကြောင့် USB ကိုပြန်ယူဖို့အတွက် battery သီးလေးရဲ့အနောက်ကိုလိုက်သွားတဲ့အချိန်တနေရာကိုအရောက်မှာပဲအသီးပေါင်းစုံနဲ့အစားအသောက်ပေါင်းစုံကအသက်ဝင်နေကြတာကိုတွေ့လိုက်ရတဲ့အပြင်ဒီကျွန်းကြီးတစ်ခုလုံးကသူ့ဘာသာသူရှင်းတန်းနေတဲ့အစားအသောက်မျိုးနွယ်တွေအတွက်ဂေယစနစ်ကြီးတစ်ခုလိုဖြစ်နေမှသိလိုက်ရပါတယ်USB ကိုပြန်ပြမချင်း strawberry လေးကိုလည်း Sam ကတိတ်လိုက်ပေးလိုက်ချင်းလမ်းမရှိသမျှအရာအလုံးကို NOD နဲ့တွေ့လိုက်ရတော့သူတို့အားလုံးရဲ့စိတ်ထဲမှာစက်ကိုပိတ်ပြရမယ့်လောက်ရက်ကအရန်ရက်ဆက်ရကြတယ်ဆိုပြီးတော့လည်းတွေ့လာကြပါတယ်ဒီဟာကဘေးနားမှာရှိနေတဲ့တငယ်ချင်းတွေကြောင့်ပဲဖြစ်က Flynn ကိုယ်တိုင်ကစက်ကိုပိတ်ပြမဲ့စိတ်ကိုပြောင်းသွားလို့မဖြစ်တာကြောင့်မို့လို့အဝေးကနေစောင့်ကြည့်နေတဲ့ချက်စားပြီးကချက်ချင်းမဲ့လိုက်သားဖို့အတွက်ပြင်ဆင်နေရင်သူ့ရဲ့တပည့်ဖြစ်သူဘာကိုလည်းအတူတူခေါ်သွားဖို့တက်လိုက်ပြီးမြင်နာမည်ရင်းကိုမခေါ်ပဲမြောက်လို့ခေါ်နေတာကြောင့်မို့လို့ဘာကိုယ်တိုင်ကလည်းစိတ်မကောင်းဖြစ်သွားရှာပါတယ်စန္ဒကန်ရှိရာကို Flynn တို့တပွဲလုံးကသွားနေကြတဲ့အချိန်လွယ်လာတဲ့လွယ်အိတ်တွေကအမှတ်သားတွေက corporation ကအမှတ်သားတွေဖြစ်နေတာမလို့မြင်လိုက်တာနဲ့ရန်သူဆိုပြီးတော့တတ်မှတ်ထားတဲ့ဟမ်ဘာဂါမော်စာကြီးတစ်ကောင်ကရှောက်လာက Flynn တို့အဖွဲ့ကိုလည်းလူဆိုးတွေအမှန်နဲ့တိုက်ခိုက်ဖို့အတွက်လုံနေပြီးဒီတွဲကြောင့်မှအားလုံးကဟမ်ဘာဂါရဲ့လက်ကနေပြီးတော့မှထွက်ပြေးနေရကတနေရာကိုရောက်တော့ဂျောင်းပိတ်သွားပြီးတော့အစားခံရတော့မယ့်အချိန်ကန်ကောင်းစွာနဲ့ချက်စာပီရဲ့လေရင်ကရောက်ချလာတာကြောင့်မို့လို့အပေါ်ကိုမောကြည့်ပြီးတော့ကြောက်သွားတဲ့ဟမ်ဘာဂါကလည်းအဲ့နေရာကနေပြီးတော့မှထွက်ပြေးသွားပါတယ်ကျွန်းမောက်ကိုရှောက်လာတဲ့ချက်စာပီကလည်းသူ့ရဲ့အစီအစဉ်တိုင်းဖြစ်အောင် Flynn စိတ်ပြောင်းမသွားစေဖို့အတွက်သူ့ဘက်ပါလောင်သဘောကောင်းပေးနေပြီးခုနကပဲအစားခံလိုက်ရတဲ့ USB ကိုဘားရဲ့အကူအညီနဲ့အချိန်တိုလေးတွေမှာပဲပြန်အောင်လုပ်ပေးလိုက်တဲ့အပြင်စမ်းသပ်ခန်းကိုအများဆုံးရှာတွေ့ဖို့အတွက်ချက်စာပီကပဲလမ်းပြပေးလိုက်ပါတယ်။တင်မောက်ပေါ်မှာတယောက်တည်းစောင်းနေရတာပြင်းလာတဲ့ Flynn ရဲ့အဖေကကျွန်းမောက်မှာရှိတဲ့သူ့ရဲ့ဆိုင်လေးစီကိုရောက်လာပြီးအလွမ်းပြေလာကြည့်လိုက်ပြီးမြဲဘာမှမကြံတော့တာကိုတွေးလိုက်ရတာကြောင့်မလို့စိတ်မကောင်းဖြစ်သွားရတဲ့အချိန်ဆိုင်ထဲကိုအသက်ဝင်နေတဲ့တခွားသီးချို့ဝင်လာတာကိုတွေးလိုက်ရတဲ့အပြင်သူ့ရှိမှချထားတဲ့ငါးသက်တာဘူးတွေကစားတင်းကားတဲ့အကုန်လုံးကိုလူစားနေပါတယ်ချက်စာပီရဲ့အကူအညီကြောင့်ဆက်သက်ခန်းကိုလည်း Flynn တို့ကရှာတွေ့သွားပေမဲ့နွယ်ပင်တွေအများကြီးရစ်ပတ်ခံထားရတာကြောင့်မလို့အနေများတဲ့ပုံစံပေါင်းတွေကတယောက်ချင်းပဲအထက်ကိုဝင်သွားကြည့်လိုက်တော့ကန်ကောင်းစွာနဲ့ပဲအထဲမှာဆက်ပစ္စည်းတွေအကုန်လုံးကကောင်းနေတဲ့ကြောင့်မလို့မိုတိုဆိုင်ရဲ့အချက်လက်မှန်သမျှကိုလည်းကွန်ပျူတာထဲကနေပြီးတော့မှယူလိုက်တဲ့အချိန်အကြံစီကိုဆက်ပြီးတော့အကောင့်ထဲပို့ဖို့စူးစမ်းနေတဲ့ချက်စာပီကသူ့ကိုအကျွမ်းမဲ့ယုံကြည်လာအောင်လို့အားပေးစကားတွေကိုလိမ်ပြောနေရင် Flynn ကိုလည်းတင်သွင်းလိုက်ပြန်ပါတယ်တချိန်လုံးကသူ့ကိုမနာလို့ခဲ့တဲ့ Baby Brand ကအခုချိန်မှာရန်သူတယောက်ဖြစ်နေနိုင်တယ်ဆိုပြီးပြောလိုက်တဲ့ချက်စာပီရဲ့စကားကြောင့်ညဘက်ကိုရောက်တော့ Baby Brand ကိုမြုံနေတော့တာကြောင့်မလို့ညသားတူတူမစားဘူးလုံးနေကအဲ့ဒါကိုလည်း Sam ကရိပ်မိသွားတာကြောင့်မလို့နှစ်ယောက်ထပ်စကားပြောပေးလိုက်ပါတယ်အရင်တုန်းကတော့မြင်းချက်သေးတာကြောင့်မလို့ရန်သူတွေဖြစ်နိုင်ပေမဲ့ဒီလိုလိုက်ပြီးတော့ကူညီပေးနေတဲ့ Baby Brand ကအခုချိန်မှာ Flynn အတွက်တငယ်ချင်းကောင်းတယောက်ဖြစ်တာကိုလည်းရှင်းပြပေးလိုက်တော့တချိန်တုန်းကအဖွဲတစ်ခုတည်ထောင်ဖို့ရဲ့စမ်းသပ်ခံအစ်စ်နဲ့ဤပညာအစ်စ်တွေကိုတူတူတည်ထွင်ဖို့အတွက်စီစဉ်ခဲ့ကြတာကိုသတိရသွားကအဲ့ဒီအခါကျမှသူ့လုံးဝမှားသွားမှနားလည်သွားပါတယ်သူတို့နဲ့စကားပြောနေတာကိုလည်းချက်စာပီတို့ကခိုးပြီးတော့နားထောင်နေကအချိန်မရှိတော့တာကြောင့်မလို့အများဆုံးနီးလန်းနဲ့မုံထုတ်ဆက်ကိုယူဖို့နဲ့မဟုတ်လို့ရှိရင်သူ့ရဲ့မုံထုတ်မဲ့ရက်ကိုလည်းကြောသွားမှဖြစ်တာကြောင့်မလို့ရတဲ့နီးလန်းကိုသုံးပြီးတော့အရှားယူဖို့အတွက်ထပ်ပြီးကြံစီနေပါတယ်စာတင်ကမစားရတာကြောင့်မလို့ရန်ဖြစ်နေတဲ့သခွားသီးတွေကိုငြိမ်အောင်လုပ်ဖို့အတွက် Flynn ရဲ့အဖေကတင်မောဘုတ်ကိုအတူတူခေါ်လာပေးလိုက်ပြီးငါးကိုစားခြင်းလို့ရှိရင်ကိုယ်တိုင်များလို့ရကြောင်းကိုလည်းပြပေးလိုက်ကတားဖြစ်သူ Flynn နဲ့တော့အခုချိန်ထိငါးတူတူများဖို့အတွက်အချိန်မရှိခဲ့တာမလို့ငါးများနည်းကိုလည်းသခွားသီးတွေကိုတင်ပေးလိုက်ပါတယ်နောက်နေ့ကိုရောက်တော့မိုးထိုးဆက်ကိုခြေရခံနိုင်မဲ့လေသာသက်တစ်ခုကိုလည်း Flynn ကတီထွင်လိုက်နိုင်ကပြပေးတဲ့လမ်းကြောင်းတိုင်းနောက်ကနေပြီးတော့မှလိုက်သွားလိုက်ကြပြီမင်းသွားရမဲ့ခီးကအနေများတာကြောင့်မလို့ Berry သီးလေးကိုတော့ Sam ကတနေရာမှာချပေးသွားလိုက်ပါတယ်လမ်းပြပေးတဲ့လေသာလမ်းကြောင်းတိုင်းလိုက်သွားလိုက်ကြတော့တနေရာကိုအရောက်မှာပဲတာကိုအကောင်သေးလေးတွေကိုတန်နေမိသွားတာကြောင့်မလို့တာကိုအမေကြီးကလည်းကြောက်လာကသူ့ရဲ့ကလေးကိုရန်ပြူတဲ့အမှန်နဲ့တိုက်ခိုက်ဖို့အတွက်လုပ်တော့ချက်စာပီရဲ့အဖွဲ့သားတွေကလည်းအဲ့ဒီမိခင်တာကိုကြီးအပါဝင်တခြားအနီးနားမှာရှိတဲ့တာကိုအကောင်တွေအကုန်လုံးကိုလည်းရေခဲနဲ့ခဲပြသွားပါတယ်စားသောက်အကောင်လေးတွေကိုအညာတာမဲ့တိုက်ခိုက်နေတာကိုတွေ့လိုက်ရတဲ့ Sam တို့ကလည်းသူတို့ရဲ့လုပ်ရက်တွေကမှားနေနိုင်တာဖြစ်တဲ့အကြောင်းကိုလန်တဝက်မှာထပ်ပြောလိုက်ပြီးမြင်ချက်စာပီကလည်းအခုပဲသူတို့ကိုတိုက်ခိုက်ဖို့အတွက်လုပ်ခဲ့တဲ့အကြောင်းကိုရှင်းပြပေးလိုက်ကအစားသောက်တွေကအနည်းရှိတာကိုရှင်းပြလိုက်ရင် Flynn ကိုဘာဆက်လုပ်မှလဲဆိုပြီးတော့မေးလိုက်ကဆုံးဖြတ်ချက်ချခိုင်းလိုက်တော့ချက်စာပီပြောတာကမှန်နေပြီး Sam တို့ကထင်မြင်ချက်သက်သက်ပဲဖြစ်တာကြောင့်မလို့အရှိကိုစားသားဖို့အတွက်ဆုံးဖြတ်လိုက်တာမလို့သူတို့ကိုမြုံတော့တဲ့ Flynn ကြောင့်မလို့ Sam တို့အားလုံးကလည်းစိတ်ပြတ်သွားကြရပြီးအတူတူရှေ့ဆက်သားဖို့ကလည်းမဖြစ်နိုင်တော့တာကြောင့်အဲ့ဒီနေရာမှာပဲဆွဲထားတဲ့ပုံလေးကိုပေးပြီးတော့ပြန်လဲသွားပါတယ်သူရဲ့စီစဉ်တိုင်းဖြစ်သွားတဲ့ချက်စာပီကလည်း Flynn ကိုသူနဲ့အတူတူခေါ်သွားလိုက်ပြီးမိုတိုဆက်ရှိတဲ့နေရာကိုဆက်ပြီးသွားလိုက်ပြီးမြင် Sam တို့ကိုဒီတိုင်းလွတ်ထားလို့ကလည်းမဖြစ်တာကြောင့်ရှင်းပြဖို့အတွက်သူ့ရဲ့ဖွဲ့သားတွေကိုအချက်ပြလိုက်တော့တနေရာကိုအရောက်မှာပဲ Sam တို့က corporation အဖွဲ့ကလူတွေနဲ့ပြန်တွေ့သွားပါတယ်
အဲ့ဒီမတိုင်ခင်သူတို့ကိုတိုက်ခိုက်ဖို့အတွက်လုပ်ခဲ့တဲ့ဟမ်ဘာဂါနဲ့လည်းပြန်တွေ့လိုက်ရပြီးသူတို့လွှဲထားတဲ့လွယ်အိတ်ကတသိသိကြောင့်မို့လို့တိုက်ခိုက်ဖို့အတွက်ကြိုးစားခဲ့တာကိုသိလိုက်ရတဲ့အပြင်ချက်စာဗီတို့ကမကောင်းတဲ့လူတွေဆိုတာကိုနားလည်သွားတဲ့အချိန်အနောက်ကလိုက်လာတဲ့ corporation ကလူတွေကသူတို့ကိုအားလုံးကိုခြေခဲနဲ့ပစ်ပြီးတော့ဖမ်းသွားပါတယ်ချက်စာဗီကိုအပြေးဝယုံကြည်နေတဲ့ Flint ကလမ်းပြဆက်ရဲ့အတိုင်းလိုက်သွားကြည့်လိုက်တော့တောင်တစ်ခုရဲ့အပေါ်မှာတက်ရှိနေတဲ့မုံထုတ်ဆက်ကိုပြန်တွေ့လိုက်ရပြီးစံတို့ပြောသလိုမျိုးဒီကျုံးဘော်ကတက်ရှိစားတောက်တွေအတွက်ဂေယသနီကြီးတစ်ခုလုံးကိုဖန်တီးပေးနေတာကမုံထုတ်ဆက်ဖြစ်မှန်းသိသွားပါတယ်အဖြစ်မှန်ကိုသိလိုက်ရတဲ့ Flint ကစက်ကိုပိတ်မပစ်တော့ဖို့အတွက်ဆုံးဖြတ်လိုက်ပြီးမြင်အတူတူပါလာတဲ့ချက်စာဗီကတော့သူ့ရဲ့စီစဉ်တိုင်းမှာဆက်ပြီးလုပ်ဖို့အတွက်ဆုံးဖြတ်ထားတာမလို့ Flint စီကနေပြီးတော့မှ USB ကိုလည်းပြန်ပြီးလူယူလိုက်ကတားနေတဲ့ဂျားကနေပြီးတော့မှဆက်ရှိရကိုလှမ်းပစ်လိုက်တာမလို့နောက်တစ်ချိန်ဆက်ကလုံးဝပြည့်စည်သွားပြီလို့ထင်သွားပါတယ်ဒါပေမဲ့ချက်စာဗီရဲ့ရည်ရွယ်ချက်အစစ်ကမုံထုတ်ဆက်ကိုပိတ်ဖြစ်ဖို့အတွက်မဟုတ်ပဲ Flint ရဲ့တီထွင်မှုကိုသူ့ရဲ့တီထွင်မှုဖြစ်အောင် USB နဲ့နောက်တစ်ခါ program အသစ်ရေးလိုက်တာပဲဖြစ်နေပြီးဒီလိုနည်းနဲ့ပဲအသစ်ထုတ်မဲ့သူ့ရဲ့စားသောက်တွေကိုအများကြီးထုတ်လုပ်မှာပဲဖြစ်နေကသူ့ကိုယုံပြီးတော့လင်ခံလိုက်ရတဲ့ Flint ကိုလည်းအခုချိန်မှမလိုအပ်တော့တာကြောင့်မို့လို့တောင်ပေါ်ကနေပြီးတော့မှတွန်းချကဆက်ကိုလည်းလူယူသွားပါတယ်ကျုံးမမှာကြံနေခဲ့တဲ့အစားအသောက်တချို့ကိုလည်းချက်စာဗီရဲ့လူတွေကလိုက်လံဖမ်းဆီးနေကကျုံးမမှာဆောက်လက်စာသူတို့ရဲ့စကန်ရှိရာကိုလည်းခေါ်သွားနေပြီးအဲ့ဒီထဲမှာဆမ်မျိုးကလည်းပါနေကသူတို့ကိုခေါ်သွားပေးနေရတဲ့သူကလည်းဘာဖြစ်နေတဲ့အပြင်လက်တက်လျှောက်လို့မိသားစုလိုဖြစ်နေတဲ့ဆမ်မျိုးကိုလည်းကြည့်လို့မရဘူးဖြစ်နေပါတယ်အမှန်တော့ဘာကိုယ်တိုင်ကလည်းသူ့ရဲ့ဆရာဖြစ်တဲ့ချက်စာဗီကြီးကနေပြီးတော့မှမြစ်တာလိုအပ်နေတာပဲဖြစ်ကကံမကောင်းစွာနဲ့ပဲချက်စာဗီကသူ့ရဲ့နာမည်ကိုတော့မခေါ်ပဲအမြဲတမ်းမြောက်လို့ခေါ်နေတာပဲဖြစ်ပြီးအခုသူ့နောက်မှာဖန်ခံလာရတဲ့ဆမ်မျိုးက Flint ရဲ့မြောက်ကလေးကိုတော့မှနာမည်ခေါ်ပေးနေကြပြီးမိသားစုလိုဆက်ဆက်နေတာကြောင့်မို့လို့မနာလို့ဖြစ်နေရပါတယ်တောင်အောက်ကိုပြုတ်ကျသွားတဲ့ Flint ကကံကောင်းစွာနဲ့ပဲရေထဲကိုပြုတ်ကျသွားတာကြောင့်မို့လို့ရေထဲကသူ့ကိုလည်း marshmallow တွေကကဲထုတ်ပေးလာပြီးတနေရာမှာထိုင်နေတဲ့အဖေးစီကိုလိုက်ပို့ပေးလိုက်တာကြောင့်မို့လို့ဘေးကင်းသွားပြီမင်းသူ့အတွက်နဲ့မော်တိုဆက်ကပါအခုခံလိုက်ရပြီး strawberry လေးရဲ့ပြောပြချက်အရဆမ်မျိုးကပါဖန်ခံလိုက်ရတာကိုသိသွားတာကြောင့်မို့လို့ဒီကြောင်းလေးကိုရှင်းပြကအဖေကိုတောင်းပန်လိုက်ပါတယ်တာပြည့်သူကိုလက်မလျှော့သေးခြင်းလို့အဖေပြည့်သူကလည်းအားပေးစကားထပ်ပြောဖို့တည်းပြင်လိုက်ပြီးမြင်သူတို့နှစ်ယောက်ထဲနဲ့ချက်စားပြီးကိုအနိုင်ယူလို့ကလည်းများတာကြောင့်မို့လို့စိတ်ပြက်နေတဲ့အချိန် strawberry လေးကဘာကြောင့်မို့လို့ Flint ကိုသိနေရလားလဲဆိုတာကိုထုတ်ပြပေးလိုက်ပြီးတကယ်တမ်းမှာတော့သူတို့အားလုံးကိုမွေးထုတ်ပေးခဲ့တဲ့ဆက်ကိုတီထွင်ခဲ့တဲ့သူကလည်း Flint ဖြစ်နေတာပဲသိနေတာပဲဖြစ်နေပါတယ်ဒါကြောင့်ကျွတ်တစ်ခုလုံးမှာရှိတဲ့အစားအသောက်တွေအကုန်လုံးကိုလည်း strawberry လေးကပဲဦးဆောင်လိုက်ကဆင်းခေါ်လိုက်ပြီးအခု Flint ကသူတို့ရဲ့အကူအညီကိုလိုအပ်နေတာကြောင့်မို့လို့ကူညီပေးဖို့အတွက်လုပ်လိုက်ရင်အရေးကြီးဆုံးကချက်စားပြီးရဲ့စိတ်အုံတွေကိုဝင်သွားဖို့အတွက်လိုအပ်နေပြီးဘလို့ဝင်ရမလဲဆိုတာကိုမသိဘူးဖြစ်နေတဲ့အချိန်သူ့အတွက်ငါးများတဲ့တစ်ချောင်းကိုသာဖန်တီးပေးဖို့အတွက်အဖေပြည့်သူကပြောလာပါတယ်။ဘာပြောချင်လဲဆိုတာကိုနားလည်သွားတဲ့ Flint ကလည်းသူတို့ကိုစိတ်ယုံစီကိုလှမ်းပြီးပြစ်ပေးနိုင်မဲ့ငါးများတဲ့အချီးသားတစ်ခုကိုဖန်တီးပေးလိုက်ပြီးဖေပြည့်သူရဲ့ငါးများတဲ့စကီတောင်းမို့လို့ဆောက်လို့မပြီးတဲ့စိတ်ယုံရဲ့အပေါက်ကနေတဆင့်အထဲကိုလည်းဝင်သွားလိုက်နိုင်ကြပါတယ်။အဲ့လိုနဲ့အထဲကိုဝင်သွားလိုက်ကြတော့အဖက်ခံထားတဲ့အစားအသောက်တွေကိုတွေးလိုက်ရတာကြောင့်မို့လို့ကေတင်ပေးလိုက်ကဒီကနေထွက်ပြေးနိုင်အောင်လဲတယ်လီဖုန်းလုံးနိုင်တဲ့ဝင်ပေါက်ကိုတုံးပေးလိုက်ပြီးမယ်။အဆောင်တွေကလာပြီးတားနေတာကြောင့်မို့လို့အဲ့ဒီမှာပဲလူသားတွေနဲ့အစားအသောက်တွေရဲ့ပြည့်ထန်တဲ့တိုက်ပွဲကြီးတစ်ခုဖြစ်သွားပြီး Flint ကလည်းဆန်တို့ကိုရှာဖို့အတွက်ဒီနေရာကိုသွားကြည့်လိုက်ပါတယ်။အဆုံးထဲမှာချက်သားပြီးကိုတွေးလိုက်ရတာကြောင့်မို့လို့ Finesse Spray ကိုတုံးလိုက်ကတိုက်ခိုက်ဖို့အတွက်ပြင်လိုက်ပြီးလုံရက်တွေကိုရှက်တန်းကချက်ဖို့အတွက်ချိန်ချောက်လိုက်ပြီးမယ်။ကြိုတင်ပြင်ဆင်ထားတဲ့ချက်သားပြီးက Flint ရဲ့ချိန်ချောက်တာကိုမကြောက်တဲ့အပြင်ဆန်တို့ကိုပါဖမ်းထားပြီးတော့တပ်ပြစ်မယ်ဆိုပြီးလုံနေတာမလို့ Flint ကိုယ်တိုင်ကပဲပြန်ပြီးအရှုံးပေးလိုက်ရပါတယ်။ချက်သားပြီးရဲ့ရည်ရွယ်ချက်ကသူ့ရဲ့မုန်းတွေကိုထုတ်လုပ်ဖို့အတွက်ကုန်ကျန်းတွေကိုလိုအပ်တာပဲဖြစ်က Flint ရဲ့ဆက်ကရသရှိတဲ့အစားအသောက်ကောင်လေးကိုထုတ်ပေးတာဖြစ်တာကြောင့်ကုန်ကျန်းပစ္စည်းဖို့မကုန်တော့ပဲနောက်ထပ်ပတ်သက်နေအများကြီးရှာနိုင်ဖို့ဖြစ်နေပါတယ်။ကိုကျိုးအတွက်သူ့ရဲ့မိုးထိုးဆက်ကိုတုံးချဖို့အတွက်လုပ်နေတာကိုသိလိုက်ရပေမဲ့ဆမ်တို့ကိုတစားကန်လုပ်ပြီးတော့ချင်းချောင်းနေတာကြောင့်မလို့အရှုံးပေးလိုက်ရပြီးဂရိမနီတဲ့ချက်သားပြီးကလည်း Flint အရှုံးပေးလိုက်တာနဲ့ဆမ်တို့အားလုံးကိုအောက်ဘက်ကကျိတ်ဆက်တွေကိုထိတ်ကျိတ်လိုက်ဖို့အတွက်ဘားကိုထပ်ပြီးအမိန်ပေးလိုက်ပါတယ်။အဲ့လိုပေမဲ့သူ့ကိုမြောက်ဆိုပြီးတော့ခေါ်နေတာကြောင့်မလို့စိတ်တူသွားတဲ့ဘားကအန်နီယာကနေပြီးတော့မှထွက်သွားတာကြောင့်ကြံနေခဲ့တဲ့ချက်သားပြီးကပဲတယောက်တည်းခလုတ်ကိုနှိပ်ဖို့အတွက်လုပ်နေတော့ Flint ကလည်းတားဖို့အတွက်စူးစမ်းလိုက်ပေမဲ့ကိုပွားတွေအများကြီးဖြစ်နေတာကြောင့်မလို့ချက်သားပြီးအစ်စ်ကိုရှာလို့မရဖြစ်နေကဆမ်တို့ကိုလည်းဆုံးရှုံးရလို့မလို့ဖြစ်သွားပေမဲ့တန်ရသွားတဲ့ Flint ကအောင်ပွဲခံရတော့မဲ့အချိန်ပဲဆိုပြီးအော်ပြောလိုက်တော့ခလုတ်နှိပ်ဖို့တာဝန်ယူထားရတဲ့စတီကတစ်ဖက်မှာ Flint ကြနေခဲ့တဲ့ပါတီပွဲကျင်းပမဲ့ဘူးကိုလည်းဖွင့်ပြလိုက်ပါတယ်ဒီအကြောင်းတခါလုံးစေးရီတွေနဲ့ပြင်နေသွားကဟော်လိုဂရန်နေဂျာကနေပြီးတော့မှချက်သားပြီးအစ်စ်ကလည်းပေါ်လာတာမလို့ခလုတ်ကိုလည်းလူယူလိုက်ကဆမ်တို့ကိုလည်းအချိန်မီကေတင်ပေးလိုက်ပေမဲ့လက်မလျှော့သေးတဲ့ချက်သားပြီးကမိုးထိုးဆက်ကိုခိုးယူပြီးတော့ထွက်ပြေးဖို့အတွက်လုပ်နေတဲ့အချိန်စိတ်အဝတ်ဆောင်ဝေးထားတဲ့ strawberry လေးနဲ့လမ်းမှာပြန်ပြီးတော့တွေ့သွားပါတယ်။ Flint တို့ကပါရောက်လာပြီးတော့ဖမ်းမှုတွေလုပ်နေကြတော့ချက်သားပြီးကလည်းကြောက်လန့်ပြီးတော့ထွက်ပြေးဖို့အတွက်ပြင်လိုက်ရင်တနေရာမှာရှိနေတဲ့ဘားကိုတွေ့လိုက်ရတာကြောင့်မို့လို့သူ့ကိုကေတင်ပေးဖို့အတွက်မိန်ပေးလိုက်ပါတယ်။အခုချိန်ဒီလည်းမြောက်ဆိုပြီးတော့ခေါ်နေသေးတာကြောင့်မို့လို့စိတ်တူသွားတဲ့ဘားကချက်သားပြီးစီကနေပြီးတော့မှမုံထုတ်ဆက်ကိုပြန်လူယူလိုက်တော့ကံမကောင်းစွာနဲ့ပဲအောက်ဘက်ကိုပြုတ်ကျသွားပြီးအောက်မှာရှိတဲ့ကျိတ်ဆက်တွေကိုရောက်သွားပေမဲ့ကံကောင်းစွာနဲ့ပဲဆက်ထဲကနေပြီးတော့မှပြန်ကန်ထွက်လာနိုင်တာမလို့ဘေးကင်းသွားပြီလို့ထင်လိုက်ရပေမဲ့ဟမ်ဘာဂါစားပြစ်သွားတာကြောင့်မို့လို့အဲ့နေရာမှာပဲတခါတည်းနာကာသွားပါတယ်။မုံထုတ်ဆက်ကိုလည်းဘားကပဲလာပေးသွားတာကြောင့်မို့လို့ Flint ကိုယ်တိုင်ကပဲအရင်နေရာမှာပြန်သွားထားလိုက်ကအစားအသောက်တွေအတွက်ကိုယ်ပိုင်ကဘာလေးကိုဆက်လက်ရှင်းတန်းနိုင်အောင်လုပ်ပေးလိုက်ပါတယ်။ဒီလိုနဲ့ပဲအရာအလုံးကိုပြန်လည်ပြုပြင်ပေးလိုက်နိုင်ပြီးဘားကိုယ်တိုင်ကလည်းနောက်ဆုံးမှာတော့သူ့ရဲ့နာမည်အစ်စ်ကိုခေါ်ပေးနိုင်မယ်မိသားစုကိုရှာတွေ့သွားပြီး Flint ကိုယ်တိုင်ကလည်းသူ့ရဲ့အဖေနဲ့တူငါးများသိနေပြီးဘဝရဲ့ပထမအဆုံးစားတင်းကားကိုအဖေရဲ့ကျေးဇူးနဲ့ဖန်နိုင်သွားတာကြောင့်မို့လို့ပျော်ရွှင်နေရင်းနဲ့ပဲဇလန်ကပြီးသွားပါတယ်။